ယောက်ျားဖြစ်ပြီးတော့ဘာလို့တမိုးရောလုပ်နေရတာလဲနော်မင်းတို့ဖြစ်စဉ်ကတမိုင်းချောင်းကိုထိခိုက်စေနိုင်တယ်မှန်တယ်နေသမအောင်တိုးလုံးကဟိုငါနားမရှင်းလို့ယောက်ျားနဲ့မိန်းမနဲ့တန်ဖိုးတတ်မှတ်တယ်ဆိုတာဘယ်လိုလဲကွာယောက်ျားတပိတ်သားဆိုရင်မိန်းမတပိတ်တကွဲဟုတ်တယ်မလားဟုတ်ပါမင်းအရေးမပါဘူးလာပြောနေတယ်ငါပြောနေတာအရေးချင်းနဲ့စွမ်းဆောင်နိုင်မှုအဲ့ဒါကိုတန်ဖိုးလို့ပြောနေတာယောက်ျားတွေကမိန်းမတွေတဲ့အစားအစာရမတောက်တာနေရမှာကွာဘယ်လိုတော်တော့ကွာတော်ကွာ please မ please မင်းတို့ကနေသားမှာမင်းတို့ကြက်ကြောင်ပဲပြောနေကြတော့ကြားရတယ်ကိုကိုဟာဒီကောင်လေးကမစီမဆိုင်ဘေးထွက်ပေါ်ပဲကန်ကြီးနေကြကွာငါပြောပြတန်ဖိုးဆိုတာ idea နော်ဟုတ်တယ်မင်းတို့ကတာမှုကိုလိုချင်တော့ကောင်မလေးတော့တကောက်ကောက်လာပြီးပြောနေကြကိုတတိမထားမေးလွယ်လေးနဲ့ရတဲ့ဆန္ဒမျိုးဆိုတာကျုံတော့ကျုံခဲ့ပါကွာအရင်ကြီးတာကိုလိုချင်တာရဖို့ idea နော်အဲ့ဒါမင်းတို့ကောင်မလေးတကယ်ချစ်ဟာတကယ်ချစ်တာတကယ်ချစ်တာကျွန်တော်စူးစမ်းခဲ့မြဲအားလုံးဟာသူ့အတွက်ကြီးပဲဖြစ်နေကြနှစ်ပေါင်းလည်းမနှဲတော့ဘူးဗျာ